မြို့တော်ရဲ့အချမ်းသာဆုံးကလေးတစ်ယောက်ဟာတင်းချစာမေးပွဲမှာနှစ်ကြားနှစ်လေးလို့ဖြစ်ရမယ့်အစားနှစ်ကြားနှစ်20နှစ်လို့ရေးမိတဲ့အတွက်စာမေးပွဲကျခဲ့ပါတယ်။သူ့ရဲ့ဆရာမကသူ့ကိုနားလည်အောင်ရှင်းပြဖို့ကြိုးစားပြီးဆရာမလက်တစ်ဖက်စီမှာမားကနှစ်ချောင်းစီရှိရင်စုစုပေါင်းဘယ်နှစ်ချောင်းဖြစ်မလဲလို့မေးခဲ့ရင်မဲ့ကလေးကလက်မခံခဲ့ပါဘူး။ဒေါသထွက်ပြီးစာသင်ခန်းထဲကနေထွက်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့သူ့မိဘတွေကျောင်းကိုရောက်လာပြီးသူတို့သားရဲ့အဖြေကမှန်တယ်လို့အတင်းကျပ်ပြောဆိုကြပါတယ်။ဆရာမနဲ့မိဘတွေအခြေအတင်ဖြစ်ကြရင်အမေဖြစ်သူကဒေါသထွက်ပြီးဆရာမကိုပါရိုက်လိုက်ပါတယ်။မကြခင်မှာပဲဒီကိစ္စကျောင်းအုပ်ကြီးစီရောက်သွားခဲ့ရင်မဲ့ကျောင်းအုပ်ကြီးရဲ့ဆုံးဖြတ်ချက်ကအားလုံးကိုတုံ့လောက်သွားစေပါတယ်။ဘာလို့လဲဆိုတော့သူကလည်းဆရာမကမားတယ်လို့ပြောလိုက်လို့ပါပဲ။ဒီသတင်းဟာမြို့တစ်မြို့လုံးပြန့်နှံ့သွားပါတယ်။ရုပ်တံလိုင်းတွေမှာနှစ်ကြားနှစ်လေးလား20နှစ်လားဆိုတာကိုအခြေအတင်ဆွေးနွေးကြပါတယ်။လူမှုကွန်ရက်တွေမှာလည်းပို့ပြအားတွေဆွေးနွေးမှုတွေနဲ့ပြည့်နှက်သွားပြီးလူတိုင်းကသူတို့ရဲ့အမြင်တွေကိုဖော်ပြချင်နေကြပါတယ်။အခြေအနေဟာအရန်ကြီးထွားလာပြီးနောက်ဆုံးတော့တရားရုံးထိရောက်သွားခဲ့ပါတယ်။ကြားနာမှုအရှိကြီးလုပ်ပြီးတဲ့နောက်မှာတော့နောက်ဆုံးဆုံးဖြတ်ချက်ထွက်လာပြီးဆရာမဟာအလုပ်ကနေထုတ်ပယ်ခံလိုက်ရပါတယ်။နောက်တနေ့မနက်မှာဆရာမကျောင်းကိုရောက်လာတဲ့အခါကျောင်းအုပ်ကြီးကမီဒီယာတွေကိုဖိတ်ခေါ်ထားပါတယ်။ခင်ဗျာတွေရှေ့မှာသူကပြီးခဲ့တဲ့လကခင်ဗျားရဲ့လစာကဒေါ်လာ2တူညာဖြစ်ပြီးဒီလမှာလည်းဒေါ်လာ2တူညာပဲ။ဒါကြောင့်ခင်ဗျားစုစုပေါင်းဒေါ်လာ4တူညာရပါမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့အခါဆရာမကပြုံးပြီးဆရာဒေါ်လာ2တူညာပေါင်းဒေါ်လာ2တူညာဆိုရင်ဒေါ်လာ20နှစ်တူညာဖြစ်မှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။သူမှဒီစကားကိုပြောလိုက်တဲ့ခိုက်မှာပဲကျောင်းအုပ်ကြီးနဲ့အဲ့ဒီမှာရှိနေတဲ့သတင်းထောက်တွေအားလုံးစကားမပြောနိုင်အောင်စွန့်သွားကြပါတော့တယ်။